60 second logo ပုံမျိုး Queen logo တော့တမိုင်းမှာထင်ရှားဆုံး logo တွေကတစ်ခုဖြစ်တဲ့ Queen Band ရဲ့ logo ကို main vocalist Freddie Mercury ကိုယ်တိုင်ပထမဆုံး album ထွက်ခင်1983ခုနှစ်ကဇိုင်းထုတ်ခဲ့တာပဲဖြစ်ပါတယ် Freddie ဟာ Indian Art College ကနေ graphic design major နဲ့ဘွဲ့ရထားသူပဲဖြစ်ပါတယ်အဖွဲ့ဝင်၄ယောက်လုံးရဲ့ယာတီကွန်နဲ့ပုံဖော်ထားပြီးဒိဗယ်ပြည့်ဝတဲ့တေဂီတာတွေအများကြီးပါဝင်နေပါဒီယိုကိုစားပြုတဲ့ချင်းနှစ်နှစ်ကောင်ကန်ဆာကိုကိုစားပြုတဲ့ကနန်းတစ်ကောင် Virgo ကိုကိုစားပြုတဲ့လက်သမီးငယ်နှစ်ပါဒီတေဂီတာတွေကို Q အကြီးစလုံးတစ်ဝိုက်မှာနေရာချထားပြီးတော့ Q ရဲမှာ brown တစ်ခုပေါအောင်ပြီး Q ရဲအပေါ်မှာတော့ Taurus Shibani ကိုစားပြုတဲ့စီးငယ်နှစ်တစ်ကောင်ပေါအောင်ပါတယ်ထူးခြားချက်အနေနဲ့ logo ရဲ့ပုံစံဟာပြည့်တိမ်တော်ဝင်တဲ့စိမ့်နဲ့အကြီးကျယ်တူညီနေစေမျိုးဖြစ်ပါတယ်ဒါဟာဘန်ရဲ့နာမည်နဲ့ပြည့်တိမ်ရဲ့အမွေမြစ်ကိုထင်ဟစေနေတာမကတော်ဝန်ဆန်မှုနဲ့ကြက်ခမ်းတာမှုကိုပေါ်နေစေပါ Queen Band ရဲ့ဂီတာသူတို့ရဲ့ပုံရိပ်အမွေမြစ်တွေကိုကိုစားပြုတဲ့မှတ်သားတစ်ခုဖြစ်ပြီး Rodman ရဲ့ထင်ရှားတဲ့ logo တစ်ခုအနေနဲ့ဖြစ်ပါတယ် Follow Tidy Studio